အားလုံးပဲမင်္ဂလာပါမိုးလေဝသသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်အောက်တိုဘာလ4ရက်နေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လာမည့်တိုင်ဖုန်းမုန်တိုင်းအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဖိလစ်ပိုင်နိုင်ငံကိုပြစ်ကျော်တိုက်ခိုက်ပြီးမုန်တိုင်းမတ်မိုသည် အောက်တိုဘာလ3ရက်ညနေပိုင်းကတိုင်ဖုန်းမုန်တိုင်းမတ်မိုအဖြစ်ပုံမအားကောင်းလာပါတယ်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုပြစ်ကျော်တိုက်ခိုက်ပြီးနောက်အောက်တိုဘာလ3ရက်ညတောင်တရုတ်ပင်လယ်သို့စတင်ဝင်ရောက်စဉ်အကောင့်တော့အပူပိုင်းမုန်တိုင်းအဖြစ်ခိတ္တအာရုံလာပြီးအော်တိုဘာလ4ရက်နေ့လယ်ပိုင်းတွင်ဟောင်ကောင်တောင်ဘက်မိုင်350ခန့်အကွာတောင်တရုတ်ပင်လယ်ပြင်တွင်တိုင်ဖုန်းမုန်တိုင်းအဖြစ်သို့ပြန်လည်အားကောင်းလာပြီးအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှာကဟိုင်နန်ကျွန်းကိုအောက်တိုဘာလ9ရက်ညတွင်ဝင်ရောက်ဖြတ်ကျော်ပါမယ်တရုတ်ပြည်အနောက်တောင်ဘက်ကမ်းခြေကိုဗီယက်နမ်တရုတ်နယ်စပ်အနီးမှာအောက်တိုဘာ6ရက်မြန်မာစံတော်ချိန်နနက်အစောပိုင်းတွင်ဆက်လက်ဖြတ်ကျော်ဝင်ရောက်ပြီးနောက်မုန်တိုင်းကျွေးချက်များသည့်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုဖြတ်သန်း၍ဗီယက်နမ်တရုတ်နယ်စပ်အထိအောက်တိုဘာလ9ရက်နနက်ပိုင်းတွင်ဖြတ်သန်းရွေ့ရှာရောက်ရှိနိုင်ပါတယ်ရှင်။ပကလပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းငယ်01ပြည်အခြေအနေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ် JTWC သတ်မှတ်ချက်အရ01ပြည်သည်အောက်တိုဘာလ3ရက်ညပိုင်းကအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်အော်ရီတာပြည်နယ်ကမ်းခြေကိုပြန့်စော်ဝင်ရောက်ခဲ့ပြီးနောက်ကုန်းတွင်းမုန်တိုင်းကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အနောက်မြောက်ဘက်သို့အိန္ဒိယနိုင်ငံအတွင်းတွင်ဆက်လက်ရွေ့ရှားလျက်ရှိပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘက်အိန္ဒိယပါကစ္စတန်နယ်စပ်အနီးအာရေဗျပင်လယ်တွင်ဖြစ်ပေါ်လျက်ရှိသည့်မုန်တိုင်းငယ် JTWC သတ်မှတ်ချက်အရ01Aသည်အာရေဗျပင်လယ်အတွင်းအနောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးအောက်တိုဘာလ4ရက်နေ့နက်တွင်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့၎င်းအောက်တိုဘာလ4ရက်ညတွင်အားလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ်သို့၎င်းပုံမအားကောင်းလာပြီးပါကစ္စတန်နိုင်ငံကာရာချီမြို့အနောက်တောင်ဘက်မိုင်320ခန့်ပင်လယ်ပြင်တွင်ဗဟိုပြုနေနိုင်ကြောင်းခန့်မှန်းရပါတယ်ရှင်။ပင်လယ်ပြင်များတွင်ဖြစ်ပေါ်သည့်မုန်တိုင်းများကြောင့်မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်ပြီးမိုးလေဝသအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်နေသည့်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းများကြောင့်မြန်မာနိုင်ငံ၏မိုးလေဝသအခြေအနေများပေါ်တိုက်ရိုက်တက်ရောက်မှုအနေဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်တက်ရောက်မှုအနေငယ်ရှိနိုင်ပြီးအောက်တိုဘာလ9ရက်နောက်ပိုင်းအားအသင့်တွင်မှအားကောင်းလာနိုင်ပြီးမုတ်တုံလေကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသအချို့တွင်မိုးသည်းထန်ထစ်ချုံရွာသွန်းနိုင်ပြီး24နာရီအတွင်းမိုးရေချိန်တစ်လက်မဝန်းကျင်ခန့်ရရှိနိုင်ပါမယ်။မြန်မာနိုင်ငံထပ်ပိုင်းမှာမန္တလေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင်မိုးသည်းထန်မှနေရာကွက်၍မိုးများနိုင်ပြီး24နာရီအတွင်းမိုးရေချိန်1.2လက်မမှ2လက်မခန့်ထိရွာသွန်းရရှိနိုင်ပါမယ်လို့တင်ပြရင်ယနေ့မိုးလေဝသသတင်းတင်ပြခြင်းစီစဉ်ကိုဒီနေ့မှရလာလိုက်ရပါတယ်ရှင်။